ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဖွဲ့စည်းဖို့အတွက်2016ခုနှစ်ဒီဇင်ဘာလမှာတရားဝင်ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂယာယီအလုံးမှုဆောင်အဖွဲ့ကနေသိရပါတယ်။သမဂ္ဂဖွဲ့စည်းဖို့အတွက်တရားဝင်သတ်မှတ်ပြဋ္ဌာန်းမှုတွေမရှိတာကြောင့်လက်ရှိမှာရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂယာယီအလုံးမှုဆောင်အဖွဲ့ကိုဖွဲ့စည်းထားပြီးကျင်းပမယ့်ရွေးကောက်ပွဲမှာတကြားလုံးနဲ့သက်ဆိုင်တဲ့ကျောင်းသားသမဂ္ဂဖြစ်စေဖို့ကျောင်းသားတွေကိုယ်တိုင်ရွေးချယ်တဲ့သမဂ္ဂခေါင်းဆောင်တွေကိုရွေးချယ်သားမှာဖြစ်တယ်လို့ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂယာယီအလုံးမှုဆောင်အဖွဲ့မှပြန်ကြားရေးတာဝန်ခံကိုဝင်းလွင်အောင်ကပြောပါတယ်။ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအနေနဲ့လုပ်ခဲ့တာ3နှစ်လောက်ရှိပြီပေါ့။ဒါပေမဲ့သူကယာယီအမှုဆောင်အနေနဲ့ပဲပေါ့နော်။ကျောင်းသားတွေအကုန်လုံးကိုစားပြုရဲ့သမဂ္ဂအနေနဲ့တော့မဖြစ်လာသေးဘူးပေါ့။သမဂ္ဂအပေါ်မှာတရားဝင်ပြဋ္ဌာန်းမှုတွေမရှိသေးတဲ့အတွက်ကြောင့်မလို့ပေါ့။ Constitution ကိုကျွန်တော်တို့ဒီ August လကုန်မှာကျွန်တော်တို့အတည်ပြုဖို့ကြိုးစားပါမယ်။အောက်စာတင်နှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲလုပ်ဖို့ရှိပါတယ်။ကျောင်းသားထုကိုတကယ်ကိုစားပြုရဲ့ကျောင်းသားထုကတကယ်တင်မြှောက်တဲ့ဒီဥက္ကဋ္ဌတွေဒုတိယဥက္ကဋ္ဌတွေပေါ်လာဖို့အတွက်ကျွန်တော်တို့ကြိုးစားပါမှာပါခင်ဗျာ။တမိုင်းဝင်တက္ကသိုလ်ဖြစ်တဲ့ရန်ကုန်တက္ကသိုလ်မှာသမဂ္ဂဖွဲ့စည်းဖို့အတွက်ကျောင်းသားတွေရဲ့စိတ်ပါဝင်စားမှုအားနည်းနေပြီးဖွဲ့စည်းမဲ့ကျောင်းသားသမဂ္ဂအပေါ်ကျောင်းအုပ်ချုပ်ရေးအပိုင်းဘက်မှာယုံကြည်မှုရအောင်လဲတိစောက်သွားမှာဖြစ်တယ်လို့ကိုဝင်းလင်းအောင်ကပြောပါတယ်။ကျောင်းသားတွေနဲ့ဖွဲ့စည်းမဲ့ကျောင်းသားသမဂ္ဂဖြစ်တာကြောင့်ကျောင်းသားတွေရဲ့သမဂ္ဂအပေါ်ယုံကြည်မှုလက်ခံမှုဟာအဓိကအကျဆုံးဖြစ်တယ်လို့ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂပြန်ကြားရေးတာဝန်ခံကိုအောင်ကျော်စင့်ကပြောပါတယ်။သမဂ္ဂတစ်ခုတည်ဆောက်ဖို့အဓိကအကျတဲ့စိတ်ကကျောင်းသားကျောင်းသူတွေရဲ့လက်ခံမှုပေါ့။ဒီအဖွဲ့ကကျောင်းသားကျောင်းသူတွေကိုယ်စားပြုဘယ်လောက်ရှိရသလဲပေါ့မတရားဘူး။ကိုယ်စားပြုမှုဆိုတာကတော့ဒီကျောင်းသားကျောင်းသူတွေဒီဘက်မှာယုံကြည်မှုဒါတွေလည်းအဓိကကျတယ်။အဓိကအကျဆုံးချက်ပြောရင်တော့ကျောင်းသားကျောင်းသူပေါ့။ဒါကျောင်းသားသမဂ္ဂဖြစ်တဲ့ဆိုကျောင်းသားကျောင်းသူကအဓိကကျတယ်။သူတို့ရဲ့ဒီပေါ်မှာထားတဲ့ယုံကြည်ချက်ကအဓိကပိုပြီးအဓိကကျတယ်။ဒီသတင်းကို Central News Bureau မှစန်းတီလီခင်ကပေးပို့တာဖြစ်ပြီးကျမအီလွင်ကတင်ဆက်တာပါ